အဖေဟာသမီးရင်းကိုမြေရောက်ခန်းထဲမှာပိတ်ထားပြီးတော့တားမယားပြုတ်ကျင်ခဲ့တယ်။ဒီလိုမဆန်တဲ့အဖိုးကြီးဒွန်ဟာဆိုရင်တော့သူ့သမီးဆာရာကိုမြေရောက်ခန်းထဲမှာပစ္စည်းကူမခိုင်းတယ်လို့နဲ့အခန်းထဲမှာတော့ပိတ်ထားခဲ့ပါတယ်။အခန်းကအတန်လုံးတာကြောင့်ဆာရာဘလို့ပဲအော်ဘယ်သူမှမကြားရပါဘူး။ဆာရာကသူ့အဖေနောက်တစ်ခေါက်ဝင်လာတဲ့အခါပုံနေလိုက်တယ်။နောက်တော့တကားလုံးမချခင်အနောက်ကနေတွန်းပြီးထွက်ပြေးဖို့စူးစမ်းပေမဲ့လေနောက်ထပ်တကားတစ်ဆင့်ကိုဖွင့်နိုင်တာကြောင့်ပြန်မိသွားခဲ့ပါတယ်။ဒီတနာယူတဲ့အဖိုးကြီးဟာကိုသမီးတော်မရှောင်မဲနဲ့အပြစ်ပေးတဲ့အနေနဲ့စော်ကားလိုက်ပါတယ်။အမေနဲ့အမဖြစ်တဲ့သူကတော့ဆာရာပြောက်သွားလို့တော်တော်လေးကိုစိတ်ပူနေပြီးရဲတွေကိုအကြောင်းကြားထားတယ်။အဖိုးကြီးကခီးဆောင်အိမ်နဲ့သူ့သမီးပစ္စည်းတွေကိုထုတ်ပိုးပြီးတော့မြေအောက်ထပ်မှာထားထားတာကြောင့်အိမ်ကနေထွက်ပြေးသွားတာဖြစ်နိုင်တယ်လို့ရဲတွေကိုပြောပြတယ်။ဒါပေမဲ့အမေလုပ်တဲ့သူကတော့ဆာရာဟာထွက်သွားဖို့အစီအစဉ်ရှိပေမဲ့သူမကမပြောဘဲနဲ့တော့မသွားဘူးဆိုတာထပ်ပြောတယ်။ဆာရာကတော့မြေအောက်ထပ်မှာပဲနေနေရလို့တော်တော်လေးကိုစိတ်ညစ်လာပါပြီ။တရံကြတော့ဆာရာရီစားကောင်လေးခရစ်ကဆာရာနဲ့အဆက်အသွယ်မရလို့အိမ်ကိုရောက်လာတယ်။အဖိုးကြီးကဆာရာဟာဘေးအိမ်ကသူမရဲ့ငယ်တငယ်ချင်းကောင်လေးနဲ့ခိုးပြေးသွားပြီလို့ညာလိုက်တယ်။ခရစ်လည်းအရာကိုကြားကြားချင်းအံ့ဩပြီးတော့ဝမ်းနဲ့ပြန်သွားခဲ့တယ်။ဒီလိုနဲ့ဆာရာတယောက်မြေရောက်ခဲထဲမှာအပိတ်ခံထားရတာ21ရက်ရှိလို့နေပါပြီ။ဒီနေ့ဟာသူမရဲ့16နှစ်ပြည့်မွေးနေ့မလို့အဖိုးကြီးကကဲ့ယူလာပြီးတယ်။ဆာရာဟာသူမအဖေဝတ်ခိုင်းတဲ့အဝတ်တီကိုဝယ်ရပြီးခဏအစောကားခံနေရတယ်။အဲဒီလိုနဲ့တနေ့ကျတော့သူမကိုဝင်ရလာပါပြီ။တိတ်မကြခင်မှာပဲရေမွာပေါက်လာတော့သူမတယောက်တည်းကလေးကိုစူးစမ်းပြီးတော့မွေးလိုက်ရရှာတယ်။သမီးလေးမွေးလာတော့ဆာရာကကလေးကိုကြည့်ပြီးတော့ပြောနေတယ်။လေးနဲ့ကြာလာတော့ဆာရာဟာနောက်ထပ်ကိုဝင်ရလာပြန်တယ်။အခုတော့သူမဟာသူမအဖေကိုပြန်ကလန်နာမျိုးမလုပ်တော့ဘဲနဲ့စိတ်ကြိုက်နေထိုင်ပေးတယ်။ဒါပေမဲ့တခါတလေမှာတော့သူမဟာလွတ်မြောက်မဲ့လမ်းကိုတွေးနေမိတယ်။ဆာရာမီကတော့အခုထိသူသမီးလေးကိုလိုက်ရှာဖို့အတွက်အားမလျှော်သေးပါဘူး။အဲဒီကြောင့်သူ့ယောက်ျားကိုပြောတော့အဖိုးကြီးကဆာရာဟာမိဘစကားနားမထောင်တဲ့သမီးဆိုလို့ပြောပြီးလက်မခံပါဘူး။နောက်တော့ဆာရာနဲ့ကလေးတွေကြည့်ဖို့အတွက်ညီယောက်ထက်မှ TV တစ်လုံးယူသွားပေးတယ်။ဆာရာကကလေးတွေရှိလာတော့အရင်လိုအထီးမကျန်တော့ဘဲနဲ့အနှဲငယ်ပျော်ရွှင်လာပါပြီ။သမီးကြီးဆိုရင်လည်းတော်တော်လေးကိုအရွယ်ရောက်ပြီးတားတယောက်လည်းမွေးဖွားပြီးပါပြီ။မနက်ကျတော့ခရစ်ကဆာရာကြောင့်ထပ်သိကြလို့အိမ်ရောက်လာတော့ဆာရာအမေအေမီနဲ့တိုးပါတယ်။အေမီကဆာရာပျောက်သွားတဲ့အကြောင်းအပြည့်စုံပြောပြတော့ခရစ်လည်းအံ့ဩသွားခဲ့ပါတယ်။ပြီးတော့သူမဖေကဆာရာဘေးအိမ်ကကောင်လေးနဲ့လိုက်ပြေးသွားတယ်လို့ပြောခဲ့တယ်ဆိုပြီးတော့ပြန်ပြောပြလိုက်တယ်။ဆာရာဟာခုဆိုရင်တော့3ခါမြောက်ကိုဝင်ထပ်ပြီးတော့လွှဲထားရပြန်ပါပြီ။ကလေးတွေကအပြင်မထွက်ရလို့ပြင်းနေတာကြောင့်သူမကကလေးတွေနဲ့အတူတူစော်ကစားပေးတယ်။အပေါ်မှာတော့အေမီကနေတဆင့်အဖိုးကြီးခရစ်ကိုပြောပြထားတာတွေကိုအမေဖြစ်တဲ့သူကတည်သွားပြီးသူ့ယောက်ျားနဲ့စကားများတော့တယ်။အဖိုးကြီးလည်းထားထသွားတဲ့ချိန်အေမီကဆိုဖာပေါ်မှာမြေအောင်ခန်းကတော်ရဲကြံခဲ့တာမြင်သွားပြီးတောင်းယူပြီးမြေအောင်ခန်းကိုဆင်းသွားတဲ့ချိန်မှာပဲအဖိုးကြီးပြန်ရောက်လာတယ်။အေမီကဆာရာကိုတခုခုလှုံးလိုက်သလားဆိုပြီးသူမအဖေကိုမေးတော့တယ်။အဖိုးကြီးကတော့ဘာမှမပြောဘဲတော့ပဲပြန်တောင်းနေရကြောင်းအေမီလည်းတော့ပေးပြီးတော့ထွက်သွားတယ်။အခုဆိုရင်ဆာရာဟာနောက်ထပ်သားလေးတစ်ယောက်ထပ်မွေးလိုက်ပါပြီ။ဆာရာကအဲ့ဒီသားလေးကိုသောမတ်လို့နာမည်ပေးထားတယ်။ဒါနဲ့ဆိုရင်ကလေးက3ယောက်တောင်ဖြစ်သွားပြီမလို့သောမတ်ကိုအပေါ်ဓာတ်မှာခေါ်ထားပေးဖို့အတွက်သူမအဖေကိုတောင်းဆိုလိုက်တယ်။အဖိုးကြီးကသူမဆန္ဒကိုလိုက်ရောအောင်လဲပြုစုပေးရပါသေးတယ်။နောက်မနေ့ကျအိမ်ရှိမှာဆာရာကကလေးကိုလာထားခဲ့တယ်လို့နဲ့အဖိုးကြီးကသွားထားလိုက်ပါတယ်။ပြီးတော့ကလေးကိုကြည့်ဖို့အတွက်အချိန်မရှိလို့လာထားခဲ့တာဆိုပြီးဆာရာရေးထားတဲ့ပုံစံနဲ့ရေးထားပါတယ်။ကန်ဆိုးကျင်တော့ဆာရာအမေကကလေးကိုအောက်ကအကူကြီးတောင်းထားတဲ့စာရွက်သေးလေးတစ်ခုကိုမတွေးလိုက်ပါဘူး။အဲ့ဒါကိုအဖိုးကြီးကပဲမြင်သွားပြီးတော်တော်လေးကိုဒေါသထွက်သွားတယ်။အချိန်နဲ့ငယ်ကြတော့ဆာရာကလေးတွေလည်းအပြိုလူပြိုတွေဖြစ်လို့နေပါပြီ။သမီးကြီးဟာ14နှစ်တောင်ရောက်နေပြီမလို့အဖိုးကြီးကမျက်စိကျလာပြီ။ကလေးတွေကတော့ဒီလူကြီးကိုသူတို့အဖိုးလိုပဲတီးထားကြတယ်။အဖိုးကြီးအကြည့်တွေကိုမကြိုက်တဲ့ဆာရာကခက်ဝဲဝဲနေဖို့သူသမီးကိုတတိပေးတယ်။သမီးဖြစ်တဲ့မာရီယာအမေစေတနာကိုနားမနေတာကြောင့်နှစ်ယောက်သားစကားများကြပြီ။မာရီအနေနဲ့အပြင်လောကကိုလည်းမရဘူးတဲ့ပြင်ရွယ်သူတငယ်ချင်းလည်းမရှိတာကြောင့်ဝမ်းနေပြီးငိုတော့ဆာရာကနှစ်သိမ့်ပေးတယ်။အဖိုးကြီးတို့ဟာသူတို့အဖိုးဖြစ်တဲ့ပြင်အဖေလည်းဖြစ်တယ်ဆိုတာတော့မာရီယောသူ့မောင်လေးပါအခုထိမသိကြသေးပါဘူး။အပေါ်တန်းမှာတော့အဖွားဖြစ်တဲ့သူကသူ့အမေခန်းထဲမှာငိုနေတာကိုသောမတ်တယောက်တွေ့လိုက်ရပြီ။သောမတ်ကအပေါ်တန်းမှာကောင်းကောင်းမွန်မွန်နေရတာကြောင့်မြေအောင်ခန်းကသူ့အမနဲ့အကိုထက်ဆိုင်ရင်အကောင်ကထွားနေတာ။အဖွားဖြစ်တဲ့သူကသူ့သမီးကိုတတိယကြောင်ပြောပြီးတော့ငိုလို့သောမတ်ကနှစ်သိမ့်ပေးတယ်။တညမှာဆာရီနဲ့မာရီတို့ထိုင်းနေတော့အပေါ်ကနေမွေးရီယုံနေတာကိုတတိထားမိတယ်။ဆာရာလည်းတေးသေးချာချာကြည့်ကြည့်တော့အပေါက်ရှိနေတာကိုသိပြီးတော့ဝမ်းသာသွားပြီးဆာရာအပေါက်ကနေမိထိုးပြီးတော့အကူကြီးတောင်းနေတာကိုအိမ်ကြီးချင်းတယောက်ကတွေ့သွားပါတော့တယ်။ဒါပေမဲ့ကန်ဆိုးကျင်တော့အိမ်ကြီးချင်းကအဖိုးကြီးကိုသွားပြလိုက်တယ်။အဖိုးကြီးလည်းဆာရာဆိုတာတီးသွားတော့ပါနာပိတ်ရိုက်တော့တာပေါ့။ဆာရာဟာနောက်ထပ်ကိုဝင်လွှတ်ထားရပြန်ပြီးတော့လာမစီပဲမွေးလာလို့ကလေးကမွေးချင်းသေဆုံးသွားတယ်။အဲ့ဒါနဲ့အဖိုးကြီးကပဲကလေးလောင်းကိုယူလာပြီးတိတ်လေးသွားမြုပ်တယ်။ကလေးတွေကအခုထိအပြင်မထွက်ရသေးတော့ဆာရာကိုနဘူးနစားလောက်ပြီးတောင်းချမ်းတော့တယ်။ဆာရာကလည်းအရန်ကိုပောက်ကွဲလာပြီးတော့ပြန်တောင်းချမ်းပြေးရင်းနဲ့ကျမ်းမြေပေါ်မှာပဲကိုပြစ်လေးလိုက်တယ်။ပြီးတော့သူမနဲ့ခရစ်နောက်ဆုံးတွေ့ခဲ့တုန်းကအကြောင်းတွေကိုပြန်စမ်းစားနေမိတာ
နှစ်တွေကြာသွားပေမဲ့လည်းဆာရာဟာခရစ်ကိုအခုထိမမေ့နိုင်သေးပါဘူး။ကလေးတွေကလည်းဆာရာကိုပြန်တောင်းပန်ပြီးတော့ဆာရာလည်းကလေးတွေကိုဖြစ်ချောင်းကုန်စင်အကုန်ပြောပြလိုက်တယ်။အရာကိုတည်သွားတဲ့ကလေးနှစ်ယောက်ဟာလန့်သွားကြပြီးနှလုံးခံရှိတဲ့မာရီကယောဂထားဖောက်လာပါတော့တယ်။ဆာရာကမာရီကိုဈေးရုံပို့ပေးဖို့အဖိုးကြီးကိုပြောလိုက်တယ်။ဒါပေမဲ့အဖိုးကြီးကလက်မခံလို့အလက်ကောင်လေးကထားတောင်းချတဲ့မာရီအချိန်ကြီးကတော်တော်လေးကိုစိုးလာတာကြောင့်ဆာရာကသူ့သမီးနဲ့အတူတူဈေးရုံလိုက်သွားရင်ဘာတစ်ခုမှမဟောက်လို့ပြောလိုက်ပါတယ်။နောက်ဆုံးတော့အဖိုးကြီးလေမာရီနဲ့ဆာရာကိုအိမ်ရလူတွေအိမ်နေတော့အပြင်ကိုခေါ်ထုတ်လာတယ်။ဆာရာဟာမြေရောက်ခန်းကနေမာရီကိုချီပြီးတက်ပြေးလာနေတော့နှစ်ရှည်လာများမတွေ့ရတာကြာပြီဖြစ်တဲ့သူ့အိမ်ကိုတစ်ချက်ကြည့်လိုက်တယ်။ဈေးရုံရောက်တာနဲ့မာရီကိုအရေးပေါ်ကန်ပို့လိုက်ပြီးနှစ်ယောက်သားပြင်မှာစောင့်နေတာ။အဲဒီချိန်ဆာရာကကော်ဖီခွက်ကိုဆေးစာရက်တွေပေါ်မှာတမင်မှောက်ကြအောင်လုပ်လိုက်တယ်။အဖိုးကြီးကတန်ရှင်းလို့ဖို့ထားသွားတဲ့ချိန်ဆာရာလေးချက်ချင်းတူနာပြူးနဲ့လုံခြုံရေးနောက်ကိုပြေးသွားပါတော့တယ်။အကြောင်းစုံပြောပြလိုက်တော့ရဲရီလည်းအဖိုးကြီးကိုဖမ်းသွားပြီးမြေရောက်ထပ်မှာကျန်ခဲ့တဲ့အလက်ကောင်လေးကိုခေါ်ထုတ်ပါတော့တယ်။အီမီနဲ့သောမတ်တို့လည်းသူတို့မြေရောက်ထပ်မှာပဲဆာရာတို့ရှိနေတယ်ဆိုတာသိရတော့အယံကုန်အားတန်သွားကြပြီ။အချိန်တော်ကြာတော့ကလေးတွေရောဆာရာပါမိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေကြပါပြီ။ဆာရာတယောက်ကလေးတွေကစားတာကိုကြည့်နေတော့မှပဲဆိုင်ကယ်တစ်စီးနဲ့လူတယောက်ရောက်လာတာကိုတွေ့လိုက်တယ်။အဲ့ဒါကတော့ဆာရာအခုထိမမိတ်နိုင်သေးတဲ့ခရစ်ပါ။ဆာရာလည်းခရစ်ကိုမြင်တော့အရင်အချိန်တွေပြန်တတိယလာပြီးနှစ်ယောက်သားစကားပြောဖို့အတွက်တနေရာကိုလမ်းလျှောက်ထွက်လာခဲ့တယ်။ခရစ်ကဆာရာကိုမကာကွယ်ပေးနိုင်ခဲ့လို့တောင်းပန်စကားပြောတယ်။ပြီးတော့ဆာရာဆက်ရှင်နှစ်ပြည့်မွေးနေ့အတွက်ပေးဖို့လှုပ်ထားခဲ့တဲ့ပန်းရောင်ဆိုင်ကဲအုပ်ထုပ်ကိုပြလိုက်တယ်။ခရစ်ကဆာရာကိုစောင့်နေခဲ့တာဖြစ်ပြီးအခုထိအဲ့ဒါကိုတင်ထားခဲ့တာပါ။ဆာရာလည်းဝမ်းသာသွားပြီးခရစ်ပေးတဲ့ဆိုင်ကဲအုပ်ထုပ်ကိုစောင့်ရင်းနဲ့နှစ်ယောက်သားဟိုးရင်ကလို့အတူတူဆိုင်ကဲလိုက်စီးလိုက်ကြပါတော့တယ်။ဒီကနေ့ထုံးလွှင့်ပေးခဲ့တဲ့ recap လေးကိုကြားနေတက်လိုက်မယ်လို့မျှော်လင့်မိပါတယ်။အသစ်သော recap တွေစိတ်ဝင်စားဖို့ recap တွေနဲ့ပြန်လာခဲ့ပါအောင်မယ်။ဆက်လက်ချစ်ခင်အားပေးကြပါအောင်လို့ပြောကြရတဲ့နှုတ်ဆက်ပေးရစီ။ Like and share subscribe ခေါင်းလေးနေပြီးတော့အားပေးတော့ကြပါအောင်နော်။ follow လေးလည်းနှိပ်ခဲ့ပါအောင်ရှင်။ Bye bye